25ရက်ဧပြီလ2026ဖြစ်ပါတယ်ရေနံဈေးတွေအတက်ပြီးဓာတ်ဆီဈေးကလည်းမကျဘူးဖြစ်နေတယ်အမေရိကန်မှာပေါ့အမေရိကန်မှာအရင်ကမတ်လတုန်းကမိနစ်ကတကာလန်ကို$1ဆိုအခု$4ဖြစ်နေတယ်ရှင်အဲ့ဒါဒီအီရန်စစ်မပြီးတဲ့အတွက်ပေါ့မပြီးတဲ့အပြင်ပေါ့ဒီအစစ်အရှိန်ကိုကြည့်ပြီးတော့ရေနံဈေးကလည်းကစားတဲ့အတွက်ကြောင့်ပေါ့နော်ရေနံဈေးကကစားတယ်နောက်စစ်မှာလည်းတချို့ refinery တွေ Saudi Arabia မှာပျက်စီးသွားတာတွေပါရှိတယ်ဆိုဥရောပကလည်းချင်းနေရမလွယ်ဘူးလို့ပြောနေတယ်အခု Panama Canal လို့ဖြတ်တာဆိုလို့ရှိရင်ရေနံတန်ကယ်တွေက Hormuz မရှိတော့ပနာမတူးမြောင်းဘက်ကနေဖြတ်ရတယ်အဲ့ကြတော့အဲ့ပနာမတူးမြောင်းကိုသူက flat rate ပေါ့တတ်မှတ်တဲ့ဖြတ်ခါကကြိုတင် booking လုပ်ထားရတယ်လေအဲ့ကြိုတင် booking လုပ်ထားပဲအခုအရေးပေါ်ဖြတ်တဲ့ဟာကြတော့ဒေါ်လာတွေကိုဖြတ်ခါကိုခါတယ်ပနာမကိုအရေးပေါ်ဖြတ်တဲ့အတွက် booking မလုပ်တဲ့အတွက်4 သန်းလောက်ကိုပေးရတယ်ဖြတ်ခါတအားဈေးကြီးသွားတော့အဲ့ရင်းနှံတွေကလည်းပိုဈေးတွေခုန်တက်ကုန်တာပေါ့ဖြတ်ခါဈေးကြီးသွားတာပေါ့နော်အဲ့တော့ဒီအမေရိကမှာတော့သမ္မတ Trump ကတော့ဒါ war of choice တဲ့သူကchoice ဆိုတာရွေးချယ်သောစစ်ပေါ့နော်သူများတိုက်လို့ဖြစ်တာမဟုတ်ဘူးသူများကိုကျူးကျော်ဖို့သိမ်းပိုက်ဖို့ဖြစ်တာမဟုတ်ဘူးဒါ war of choice တဲ့သူစစ်ကိုပေါ့ရွေးချယ်မှုတရက်အနေနဲ့ပေါ့ဖြစ်လောက်ရတဲ့စစ်ဖြစ်တယ်ဆိုတော့အဲ့ဒါကိုထောက်ခံသူကတော့အရင်လာရတဲ့ဆိုင်ရင်နည်းနည်းများလာတယ်ကန့်ကွက်သူကတော့50%ကျော်ရှိတုံးပဲထောက်ခံသူကတော့40%ကျော်ရှိတယ်ဒါသူ့ရဲ့နိုင်ငံမှာ American နိုင်ငံမှာပေါ့နောက်ပြီးတော့လေ Navy ကNavy ဆိုတာရေတပ်ပေါ့ရေတပ်ကအကြီးအကဲတယောက်ကို resign လုပ်ခိုင်းတယ်ဖြုတ်ချခိုင်းလိုက်တယ်အလုပ်ထွက်ခိုင်းလိုက်တယ်ပြီးခဲ့တဲ့လကလည်းစစ်တပ်ကအကြီးအကဲတယောက်ကိုအလုပ်ဖြုတ်လိုက်တယ်အဲ့တော့သူတို့စစ်တပ်ထဲမှာလည်းဒီလိုအရေးပေါ်ကြတော့လူတွေဘယ်လိုလုပ်တဲ့ပုံမှာကြည့်ပြီးတော့အလုပ်ဖြုတ်တာတို့ဘာလို့ရှိတာပေါ့နော်အဲ့တော့ဒီအီရန်ကကြတော့သူကနည်းနည်းယူမိုက်ပေါ့နော်အခုတင်မောတွေ3စီးလောက်ကိုသူတို့ကparade ဆိုတာပင်လေဓမြလို့ပဲ speed boat လေးတွေနဲ့သွားမျက်နှာကိုခါတဲ့ mask တွေတက်ပြီးတော့လူဆိုးတွေပေါ့နော်အဲ့ဒါကိုအတင်းတိုက်ပြီးတော့3စီးလောက်ကိုခါတဲ့တက်ပြီးစီးနေတာပေါ့ပင်လေဓမြလောက်တာပေါ့အဲ့ဒီအတွက်ကြောင့်မလို့ပြီးလို့ရှိရင်သူတို့ရဲ့ Iran သတင်းမီဒီယာမှာပြတာပေါ့ငါတို့တွေပေါ့လုပ်နိုင်နေဆိုတော့အဲ့ဒါကြောင့်မလို့အခုနောက်ပြီးတော့သူတို့ကမိုင်းတွေချတယ်အဲ့ speed boat တွေနဲ့မိုင်းချတော့သမ္မတ Trump ကနောက်ဆိုရင်လည်းတွေ့လို့ရှိရင်အဲ့ speed မိုင်းချတဲ့ boat တွေကိုတဲ့တွေ့တာနဲ့ shoot and kill လဲတွေ့တာနဲ့မြင်တာနဲ့ဘာမှအကြောင်းကြားမနေနဲ့ shoot ဖြစ်လိုက်ပေါ့kill ဖြစ်လိုက်ပေါ့ပြစ်လိုက်လို့ပြောတယ်သမ္မတ Trump ကပြီးတော့သူတို့ဆက်ပြီးတော့ဘယ်တော့ပြီးမှလဲဒီစစ်ဆိုတော့သမ္မတ Trump ပေါ်မှာပဲမူတည်တယ်တဲ့အဲ့ Levitt ကအဲ့ပြောရေးဆိုခွင့်ရတဲ့အမျိုးသမီးကပြောတယ်သမ္မတ Trump ကသူတို့ညှိပါစေအောင်နဲ့ဘာကြောင့်ဆိုတော့ဒီအီရန်မှာဒီနိုင်ငံခြားရေးဝန်ကြီးတို့သမ္မတတို့ကတိတ်ပြီးတော့ဟိုမှာရှိတဲ့ IRCG ဒီဘာသာရေးစစ်တပ်ကအကြီးအကဲတွေနဲ့တိတ်ပြီးတော့သူတို့ပေါ့သဘောတူညီမှုမရဘူးဖြစ်နေတယ်ပေါ့အဲ့တော့သူတို့ပြောလို့ရှိရင်သူတို့ရဲ့အီရန်နိုင်ငံမှာဖြစ်မလားဟိုကလူတွေကတော့တိုက်မယ်တကယ်ပေါ့နော်ဒီဟင်းနေဆိုတော့အစွန်းရောက်တဲ့ရဲ့စိတ်ဓာတ်ဆိုတအားသူတို့တွေလည်းတအားခံစားရတယ်တအားမုန်းတယ်လေသူတို့ကျူးကျော်တဲ့အတွက်အဲ့တော့သူတို့แท้မှာကိုဘသူကအာနာရှိမှမသိဘူးအဲ့ခါမီနီရဲ့တားကြတော့လေပြောင်းနေဘယ်မှမတွေ့ရဘူးသူကလည်းငကိုကလေးကခါမီနီကသူကနည်းနည်းမိမစိတ်ရှိတော့သူ့ကိုတိတ်ပြီးတော့လေအရင်ကတည်းကနေရာပေးပုံမရဘူးအခုလည်းနေမကောင်းဖြစ်နေတာလားဘာလားမသိဘူးအတန်းကိုမထွက်ဘူးရုပ်လည်းမထွက်လာပဲနဲ့IRCG မှာရှိတဲ့စစ်ဗိုလ်ချုပ်တွေရှိတယ်အဲ့ဒါတွေနဲ့ကဒီအစိုးရဘက်ကသမ္မတတို့အစိုးရဘက်ကစစ်တပ်တို့အစိုးရဘက်ကဒီ RRCG ကမဟုတ်တဲ့လူတွေနဲ့သူတို့အချင်းချင်းကနည်းနည်း
ညှိနှိုင်းမှုမရဘူးထင်တယ်အဲ့ဒါကြောင့်မို့စောင့်ကြည့်နေတဲ့သမ္မတထရမ့်မှာကိစ္စမရှိဘူးတဲ့အဲ့တော့သူတို့ကလည်းသူတို့ဘက်ကလည်းပြောတယ်ဒီ blockade ပေါ့သူတို့ရဲ့ Iran တင်ဘောတွေကို block လုပ်တဲ့အတွက်တဲ့ညှိနှိုင်းမှုမလုပ်ဘူးတဲ့Iran တင်ဘောနှစ်စီးကိုဖမ်းလိုက်တော့လေအဲ့နှစ်စီးထဲမှာကာဂိုတွေကတရုတ်ပြည်ကပို့တဲ့ကာဂိုတွေဖြစ်နေ Iran ကိုသွားတဲ့တင်ဘောတရုတ်ကလည်းညှင်းဆန်တယ်သမ္မတကြီး Trump မှာတရုတ်ကမကောင်းဘူးတဲ့ငါပြောထားတဲ့ရဲ့သားနဲ့ Iran ကိုဘာဖြစ်လို့ဒီလိုပစ္စည်းတွေပို့လဲပြီးတော့ sanction လုပ်လိုက်တယ် Iran နဲ့ refinery တွေတရုတ်ပြည်ကတကယ်လို့ဒီချက်တဲ့ refinery တွေက Iran ကရေနံဝယ်ပြီးလောက်တာဆိုရင် sanction လုပ်မယ်ပေါ့သူတို့အဲ့ဒါမျိုးပြောလိုက်တယ်တရုတ်ကလည်းညှင်းဆန်တယ်ပေါ့တရုတ်ကလည်း Iran နဲ့တကယ်အဓိကဆက်စီးပွားရေးလုပ်ခဲ့တာ Iran ရေနံလည်းသူတို့တော်တော်အဓိကဝယ်ခဲ့တဲ့လူဆိုတော့ညင်းပေမဲ့လည်းညင်းလို့တော့မရဘူးပေါ့အဲ့တော့သမ္မတ Trump ကတော့အဲ့ sanction လုပ်တယ်အဲ့တော့ဥရောပကလည်းအခုတော်တော်စိတ်ညစ်နေရေရှည်တော့မလွယ်ဘူးတဲ့ဒီစစ်ပြီးသွားတောင်မှငါတို့ရဲ့ပေါ့ဒီ energy ပေါ့နော်ပြဿနာကဈေးကြီးမှာပဲတဲ့အခုAmerica US ကိုသွားပြီးတော့ဝယ်ရတယ်Russia ရေနံကိုသူတို့ Russia ကလည်းမရောင်းပေးဘူးရောင်းပေးရင်လည်းအခု sanction တော့လွတ်ထားပေးတယ် US က Russia ရေနံကိုအရင်ကတော့ပိတ်ပင်ထားတယ်အခုတော့ US ဒေါ်လာနဲ့ဝယ်လို့ရပါတယ်ဆိုပြီးတော့ sanction ကိုလွတ်ထားပေးတယ်အဲ့တော့ Russia ရေနံနဲ့ America ရေနံကတော့အင်မတန်ရောင်းကောင်းနေပါတယ်